သမင်းရကြိုက်လားကိုင်းကိုင်းဟာခေါင်းချင်းဆိုင်ပြီးတော့စားနေဟာရနော်အဲ့မှာနေအောင်ဘူးဖေးစားသလိုပါအေးတော်တယ်နော်ကလေးတွေအကြီးတွေနဲ့အဲ့လိုစားအေးအကြီးတွေကဟောပါအသေးတွေကဒီဘက်တရကြီးသူကကြောက်နေတာကာနေတိကြောက်မှာဖြစ်ပြီးခြေသားသမီးကြောက်ဖြစ်တယ်ရပဲကြည့်လိုက်တော့သမီးတက်ပြီးကိုလေးတက်ပြီးဖက်နဲ့ကဲမပေါ်မျိုးစားအသက်လာနော်ချောမတကတော့လာရမီလာတကမခါအော်ရေလောင်တော့တာအော်ရေလောင်ဖဲ့ချစ်တယ်လေတားလေးဖဲ့လာအောင်ဖေးတက်ပုံရအမရဒီမကနေဒီဖြစ်တယ်မှာအိမ်နေရွှေကဲအိမ်နေဒီမှာတော့မလုံးရဲလို့ကလေးရေမလုံးရဲလို့မတော်နဲ့လားနောက်သားလေးမှကြောက်လို့လားအမလေးကင်ထားနော်လုံးနေတဲ့သူ့ကိုငါစိတ်ဆူလာပြီတဲ့မလက်ကအထဲကိုရောက်နေဒါဝင်မဟုတ်လားတော့ကလားဟောအပေါ်ပြဟာတိတော့မသိဘူးဟိုမှာတွေ့လားဗရက်ရနေတွေ့ဘလို့ပရက်ရဟိုမှာတွေ့လားမတ်တရနေတွေ့အဘောယူနေတယ်အေးဒီလောက်ဆိုင်ယူတော့ပါတို့တက်ထားလာကြာကြီးသွားကြည့်မလားကြာသမီးရှင်းကန်တယ်နော်ဝိုင်းဒီနေ့ကျတာလက်ဖက်နော်ကနော်လေးဟုတ်ကဲ့ရှာမျိုးလုံးမဟုတ်ဘူးသိတယ်နော်အပြောင်းနေတယ်ဟုတ်ကဲ့အေးမြောက်တာကြီးကိုမြောက်တာနေကြရတာခိုင်ပါလားဟာလေခဏလေးသူတို့မအော်ဟိုအများကြီးပဲဒီကကြောက်သူတကောင်းလေးလွတ်ထားတယ်နော်အပြင်မှာစီးပွားရေးဘာလို့အဲ့လိုမြင်းချားကြီးဖြစ်ဟဲ့လေမြင်းချားနေလေအချားကြီးဘာလို့ဖြစ်လဲတော့ရိုက်တော့အော်အဲ့လိုရန်လို့နေရတော့သူကကြောက်လေစိတ်တွေတိုးတယ်စိတ်တွေတိုးနေနော်ဇီဘရာဒေါသတွေထွက်ဇီဘရာဒေါသသူကကြောက်လေသူဘယ်မှာရောက်နေလဲဒီပဲအိဆောက်ဦးရောက်နေပါလေကောင်းရနေဒီမှာတငယ်ချင်းရှိရောဦးလေဟုတ်လားခေါင်းရမ်းပြီးတော့ပြောပြတယ်နည်းနည်းမရှိတော့အထဲဝင်ရောက်
ဟုတ်တယ် အဲ့ကလေးကဘာလို့ပေါ်လဲဟမ်ဘာလို့တဲ့ဒီမှာ ဒီမှာလည်း ရေကူးနေတာ အဲမွေးကြီးကဘာရောက်နေဖြစ်နေတာ သူရောက်နေတယ်သူ အပန်းရောက်နေတော့ သူရောက်နေတယ်သူပဲ ဟာနှစ်ကောင်အမွေအများကြီးပဲဟာ နှစ်ကောင်တော့မကောက် မဟုတ်မကောက်ခေါင်းဟိုရကြည့် တော့ချမ်းလေ ရှိလား ဒီမှာဒီအတွင်းနဲ့ တွေ့ပြီတော့မအောင်မထောင်းလေးမှာ ဒီမွေးမျိုးကမတူဘူးတွေ့လားဟိုဟာနဲ့ဟောရေ ဒါကမင်းကြည့်လိုက် မူရပြီးဝါလို့သူ့ဘာလို့ဒီထဲထဲပါဟမ် ဟင် ဒီထဲအောင်ထဲတာတွေးပြီးတော့ထဲအားလေးရပါလေတောင်းပါဟုတ်တယ် မင်းရလားမင်းရလား ညတတိပုံကမျိုးလေး အကောင်ရှိလားမရှိဘူး ဆွေးရောက်မရ ဘာလို့သမီးဘာလို့ ဒါလေးပြအောင်တွေ့လား ညောင်းကြည့်မ ဒီကြောင်သွားကြည့်မယ်ဟဲ့โอเคဘုံလုံးပြပြယုံလေးယုံနေရတော့သူမွေးရအလွယ်ဆုံးဖြစ်လိမ့်မယ် ဟုတ်တယ်နော်အမေအရင်တော့အမွေးဖွားဖွားကြီးတွေဟိုအမွေးတွေကွာလာ ဟိုမှာလေးမီးချောင်းကြီးတွေ ဘာလို့မကြောက်ရဘာလို့ဘာလို့ ဟင် ဟာသူကဘာလို့ဘာလို့ဖေဖေ ညာ သူကဘာလို့ဘာလို့လို့ ဟိုအိတ်နေတွေ့လား နော် ဘာလို့မရပြီးလို့ရလား မရဘူးဒါ မ လေး ရအောင် ဘာလို့ live ကိုကြည့်လို့လည်းမရဘူးဒီသားရေ